စကိုင်းတိုင်းတွေကဟုံးမလီမျိုးမှာနောက်မကြည့်ရမှာခမဲတော်ဦးကျော်မြင့်နဲ့အမိမေတော်တော်ထွေတာကြီးရတနာ1350ပြည့်နှစ်တည်ကျော်လာပြီကျော်တရက်နေ့မှာမွေးဖွားခဲ့လို့မောင်ရအောင်လို့တာညင်နှံမြည်လေးလာပါနေပြန်တာနေစကိုင်းတိုင်းတွေကဟုံးမလီမျိုးမှာနောက်မကြည့်ရပါခမဲတော်ဦးကျော်မြင့်နဲ့အမိမေတော်တော်ထွေတာကြီးရတနာ1350ပြည့်နှစ်တည်ကျော်လာပြီကျော်တရက်နေ့မှာမွေးဖွားခဲ့လို့မောင်ရအောင်လို့တာညင်နှံမြည်လေးလာပါနေပြန်တာဝိနာစာမီဝဲမချင်းအောင်ငယ်တာမြို့လေကျောင်းကဆရာတော်ဥပဒေပြုကဥအောင်ကျော်နဲ့တော်မမဝင်းကျော်တက်စတုမိသားစုကပြည့်စရာနောက်ကခံယူကအရှင်ဝိဇယရဟန်းဖြစ်လို့အနန္တငါဗျာကျေးဇူးကြောင့်သာသနာတွေပြုလို့နေပြန်တာဆရာတော်အရှင်သူမြတ်မှာသီရိလင်္ကာကိုလံဘုံမျိုးကောလာနီယာတက္ကသိုလ်ပါဠိနဲ့ဗုဒ္ဓစာပေလိလာရေးတက္ကသိုလ်ပညာမာစတာရလည်းတခါမဟာဝိဇာဝဲရရှိခဲ့လို့ရာခရစ်တဲ့ကလေး2014ခုမှာသီရိလင်္ကာဒီပလိုမာသင်တန်းလေအောင်မြင်ခဲ့တာကိုလံဘုံမျိုးကကောလာနီယာတက္ကသိုလ်ဝဲလွန်ဌာနမှာပင်ယခုအချိန်ခါမှာစာရန်ကျမ်းတွေရေးသားလို့မှတ်တမ်းပြုနေတာသာသနာ့တစားဓမ္မစရိယဆရာတော်အရှင်ဝိဇ္ဇာအရှင်သူမြတ်မှာဟုံးမလီမြို့နောင်ပကျစ်တောင်ပေါ်သာသနာပန်းတိုင်းကန္တမယုံကျောင်းမြို့လေကျောင်းနေယခုနောင်ပကျစ်တောင်ပေါ်ကျောင်းမုံရွာမြို့မာဇောတိကယာမတိုင်းမန္တလေးမြို့မြတော်တိုင်းဇဘူအေးစာချကျောင်းမဏိရတနာကျောင်းတိုင်းတိုင်းကြီးအပိဝေသာကျောင်းမင်္ဂလာလေးကြီးကျောင်းနေမဟာဝိသုဒ္ဓယုံကျောင်းမင်္ဂလာတော်မြို့နယ်ကောင်းစုဝေကျောင်းတိုင်အစရှိသောအာစတိယမထေမြတ်ကြီးများထံမှစာပေပညာသင်ယူခဲ့ကဆရာများလိုအသားသေးကသာသနာပန်းတွေဝေစာနေခဲ့ပါပြီခမညာဌာနေစကိုင်းတိုင်းတွေကဟုံးမလီမျိုးမှာနောက်မကြည့်ရပါခမဲတော်ဦးကျော်မြင့်နဲ့အမိမေတော်တော်ထွေတာကြီးရတနာ1350ပြည့်နှစ်တည်ကျော်လာပြီကျော်တရက်နေ့မှာမွေးဖွားခဲ့လို့မောင်ရအောင်လို့တာညင်နှံမြည်လေးလာပါနေပြန်တာကတူဝိနာစာမီဝဲနေချင်းအောင်ငယ်တာမြို့လေကျောင်းကဆရာတော်ကိုဥပဒေပြုကဥအောင်ကျော်နဲ့တော်မမဝင်းကျော်တက်စတုမိသားစုကပြည့်စရာနောက်ကခံယူကအရှင်ဝိဇယရံဖြစ်လို့အနန္တငါဗျာကျေးဇူးကြောင့်သာသနာတွေပြုလို့နေပြန်တာဆရာတော်အရှင်
ပါဠိနဲ့ဗုဒ္ဓစာပေလိလာရေးတက္ကသိုလ်ပညာမာစတာရန်လေတက္ကမဟာဝိဇာဝေရရှိခဲ့လို့တာခရီးတဲ့ကလေး2014ခုမှာတီရီလေငါဒီပလိုမာတင်နန်းလေအောင်မြင်ခဲ့တာကိုလံမုံမျိုးကကောလာနီယာတက္ကသိုလ်ဝေလွန်ဌာနမှာပင်ယခုအချိန်မှာပင်စာရန်ကျမ်းတွေရေးသားလို့မှတ်တမ်းပြုနေတာ